အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့30ရက်နေ့3လပိုင်း2025မှာပေါ့နော်ကျွန်တော်တို့ဒီမှာကိုစန်းဆိုင်ကိုရောက်နေပါတယ်ဟိုမှာဖလမ်ဆောင်တရားပြူကြားမှုတုန်းကကွယ်လွန်သွားတဲ့စင်ကိုအောင်နဲ့နိုင်လင်းအောင်နှစ်ယောက်ကြံနေသေးတယ်ပေါ့ထိုက်ဝေးရန်ဟာတော့ပြီးသွားပြီပလိတ်ကနေပြီးတော့ကိုအောင်ခါကိုအကူကြီးတောင်းလာလို့ဒီမှာကိုအောင်ခါအနေနဲ့ဝိုင်းကူညီပြီးတော့စကားပြန်လာပြန်ပေးတာပေါ့ဒီမဲ့သူကရောပွဲမှာရောတယ်ဒီလိုပေါ့တော့ပါပါလေတော့မလုပ်ရညာရတယ်ကြားနေလည်းပြီးနေတာတဲ့ပြိ